weapons ကဒီ attributes တွေ gear ကဒီ stat တွေကိုနားမလည်ဘူးဖြစ်နေရဆိုရင်ဒီ video လေးကိုကြည့်လိုက်ရုံနဲ့ pro player တယောက်ညီပါလုံးဝသဘောပေါက်သွားမှာပါ What's up, Zeze? I'm everyone and welcome to Azura Studio. PvE မှာ damage အကိတ်ကြီးတွေထွက်ပြီးတော့ pro player တယောက်ရဲ့ mindset လိုမျိုးရတာဖို့ဆိုရင်ကျွန်တော်တို့နံပါတ်1ဒီ attributes တွေကိုနားလည်ပြီးတော့ WWM ရဲ့ damage ကဘယ်လိုလုပ်လို့လဲဆိုတာအရင်သိမှရမယ်ပြီးရင်ဒီ attributes တွေကိုနားလည်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ gear ကိုဘယ်လိုမျိုးအကောင်းဆုံးကျုံးလေးလောက်သွားမယ်ဆိုတာသဘောပေါက်ပါမယ်ဒါမှဒီ gear အကျုံးလေးနဲ့ effects တွေကိုသိသွားပြီဆိုတော့မှကျွန်တော်တို့ရဲ့ character ကဘယ် stat တွေကိုလိုနေလဲဆိုတာကိုကျွန်တော်တို့ YouTube တွေ Google တွေတွားခောက်ပြီးတော့ live မေးနေစရာမလိုတော့ပါကဲနံပါတ်1 attributes and stat ကျွန်တော် developer ကဒီ3ဆိုဝင်လိုက်တာနဲ့ဒီမှာ stat တွေအများကြီးတွေ့ပါလိမ့်မယ်အကောင်လေးလိုက်ကြည့်နေရဗျာတိလားခေါင်းရှုပ်တယ်အဓိကကဒီ3မျိုးကိုပဲကြည့်လုံးဝအရေးကြီးဆုံးကကျတော့ဒီ physical attack ပါကျွန်တော်တို့ရဲ့ attack တွေ scale တွေကဒီ physical attack ကိုတွက်ပြီးတော့ထွက်တာပါဒီကဏ္ဍအနည်းလေးကိုကျတော့ minimum physical attack လို့ခေါ်ပြီးတော့ကဏ္ဍအကြီးကိုကျတော့ maximum physical attack လို့ခေါ်ပါတယ်ပြောချင်တာကဗျာဒီလိုမျိုးရိုးချမယ်ဆိုရင် damage ကဒီနှစ်ခုကြားထဲကနေပြီးထွက်ပါလိမ့်မယ်ပြီးတော့ဒီ graph လေးကိုတစ်ချက်မှတ်ထားနော်နောက်တစ်ခု agility နဲ့ momentum agility ကကျတော့ minimum physical attack နဲ့ critical rate ကိုတိုးစေပြီးတော့ momentum ကကျတော့ maximum physical attack နဲ့ affinity rate ကိုတက်စေပါတယ်ဒီတော့ graph ကဒီလိုလေးဖြစ်သွားမယ်ဒီက martial art ၄ခုလုံးက agility ဒါမှမဟုတ် momentum တစ်ခုမဟုတ်တစ်ခုဦးစားပေးပြီးတော့သုံးလေးရှိတယ်ဗျာဥပမာ nameless က momentum ကိုပိုသုံးပြီးတော့ဒီ tensor ကိုကျတော့ agility ကိုပိုပြီးတော့သုံးတယ်ဒီ graph နော်ဒီ graph နောက်တစ်ခု damage bonus ကျွန်တော်တို့တာမန်ဂိမ်းဆောင်နေကြလူတွေတော့ဒီ critical ဆိုတဲ့စကားလုံးတွေကကျွန်တော်တို့ရင်းနှီးပြီးသားဗျာအမြန်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ attack ကို damage percentage ပေါင်းပြီးတော့ထပ်ပြီးတော့အပေါ်တွက်ပြီးတော့ထပ်ထည့်ပြီးတဲ့ပုံပေါ့နော်ဒီ well wins me မှာကျတော့ဒီလိုမျိုးမဟုတ်ဘူးသူ့မှာကျတော့ damage bonus က2မျိုးဖြစ်သွားတယ် critical rate နဲ့ affinity rate ပါဒီတော့ agility နဲ့ momentum လိုပဲ martial art တွေအကုန်လုံးတစ်ခုက critical rate ကိုပိုသုံးနေဆိုရင်နောက်တစ်ခုက affinity rate ကိုပိုသုံးပါတယ်ဒါဆိုရင်ဒီမှာနော် graph လေးကဒီလိုလေးထပ်ဖြစ်သွားမယ်ဆိုတော့ agility နဲ့ momentum က stat critical rate နဲ့ affinity rate က damage bonus ဥပမာထပ်ပြီးတော့ကျွန်တော် nameless နဲ့ပဲထပ်ပြောရမယ်ဆိုရင် nameless က affinity damage ပိုထွက်ပြီးတော့တန်ကြောင်ဝါကျတော့ critical damage ပိုထွက်ပါတယ်ဒီ graph နော်လုံးဝစိတ်ထဲမှာမှတ်ထားနော်ဟောတာနဲ့တော့ nameless က affinity ကိုပိုသုံးလို့ဆိုပြီးတော့သူ့မှာ critical damage ကလုံးဝအသုံးဝင်တော့တာမဟုတ်ပါဘူးဒါပေမဲ့ affinity damage ပိုပြီးတော့များလေ nameless တွေတော့ပိုပြီးတော့ကောင်းနေပါကဲဒါဆိုရင်ကျွန်တော်တို့ဒီ attributes တွေကိုသဘောပေါက်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ WWM မှာ damage ကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြအောင်ဒါကလောလောဆယ်ကျွန်တော်ရဲ့ physical attack ဒီတော့ကျွန်တော်တစ်ချက်ခုတ်မယ်ဆိုရင် minimum 1500နဲ့2000ကျားတော့သူထွက်မယ်ဒီတော့ damage output equals to stack ကရလာတဲ့ minimum နဲ့ရှိပြီးသား agility ကို percentage တွက်မယ်အဲ့နှစ်ခုပေါင်းပြီးရင်ထပ်ပြီးတော့အဲ့ဒီ minimum damage ကိုမှ critical damage bonus percent နဲ့ပြန်စားပြီးတော့ထပ်ပေါင်းပါတယ်ခေါင်းရှုပ်သွားကြပြီမလားတကယ်ကျွန်တော်တို့ဒီ formula တွေကသိဖို့မလိုဘူးရဲ့ကျွန်တော်တို့က lane နဲ့ cloud ကိုနှိပ်တဲ့လူတွေဆိုတော့ဒီ graph ကိုပဲမှတ်မိရပြီဒီ graph ပြီးရင် precision damage နဲ့ ablation damage ဆိုပြီးတော့ရှိသေးတယ်သူရဲ့အလုံးလုံးပေါင်းကဒီလိုဒီတော့ဗျာဒီလားဒီ formula တွေသိနေစရာမလိုဒီ graph ကိုဒါစိတ်ထဲမှာမှတ်ဒါဆိုရင်ကိုတောင်းနေတဲ့ martial art တိုင်းကိုမူတည်ပြီးတော့ best stat တွေကိုဦးစားပေးရမလဲဆိုရင် nameless ဆိုရင် graph ရဲ့ဒီဘက်အချမ်းကိုကြည့်တခြား sit by stone split နဲ့ bamboo cut ဆိုရင်ဒီဘက်အချမ်းကိုပို့ပြီးတော့အာရုံပို့ဆိုင်ပြီးရင်ဒီ precision rate ကလည်း 100% နာနီးနေမယ်ဆိုရင်ပို့ပြီးကောင်းတယ်ဗျာဒါမှဒီ abrasive damage လို့ခေါ်တဲ့ damage အပုတ်ကမထွက်မှာဆိုတော့ attributes နဲ့ stat တွေကိုကျွန်တော်တို့သဘောပေါက်ပြီဆိုရင်နံပါတ်1 gear ကျွန်းလေး gear တွေကိုကျွန်တော်တို့ကျွန်းတဲ့အခါမှာဒီလိုမျိုးလက်မလေးနဲ့ recommended ဆိုပြီးဖြစ်သွားရုံနဲ့မပေးဘူးသီလားကိုတုံးနေတဲ့ martial art ကိုမူတည်ပြီးတော့ gear တစ်ခုမှာခုနကကျွန်တော်ပြောတဲ့ stat က3ခုလောက်တော့ပါဖို့ပါမှရမယ်ဥပမာ nameless တုံးနေဆိုရင် gear ရဲ့ stat တွေက power maximum attack နဲ့ affinity rate ကတော့ပါဖို့ပါရမယ် umbrella တုံးနေဆိုရင် minimum physical attack critical နဲ့ agility ကတော့ပါဖို့ပါရမယ်ဒီကျွန်တော်ပြထားတဲ့ဇာတ်ကွက်လေးကိုစိတ်ထဲမှာမှတ်ထားရင်ရပြီဒီအကျုံးတော့ရပြီဆိုရင်နောက်အရေးကြီးဆုံးကကြတော့ဒီအကျုံးနဲ့ effects တွေပါဒီ၄ခုကို weapon gear set လို့ခေါ်ပြီးတော့ဒီ၄ခုကိုကျတော့ armor gear set လို့ခေါ်ပါတယ်
weapon gear set အတွက်ဆိုရင်ကိုက DPS player ဆိုရင်ဒီ physical penetration ကိုရအောင်ကျုံးမယ် tension နဲ့ margin နဲ့ဆိုရင်ဒီကောင်ကိုရအောင်လုပ်မယ်အကယ်၍ကိုက PVP မှာဖတ်မတူတဲ့တိုင်းတစ်ခုသုံးတယ်ဆိုပါစို့ဥပမာ nameless နဲ့ strategy တွဲသုံးတာလို့ Sundown နဲ့ twin blade တွဲသုံးတာလို့အဲ့လိုမျိုးတွေဆိုရင်ဒီ formula penetration ကိုထည့်လို့ရပါကျွန်တော်ဆိုရင်တမကြီးပဲကျွန်တော်ရဲ့ weapon set ၄ခုလုံးကဒီ physical penetration ကိုထည့်ထားတာသိလားနောက်တစ်ခု armor set ရဲ့ office တွေကကြာချက်တော့ရှုံနေဗျာဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့ play style ပေါ်မူတည်ပြီးတော့ office တစ်ခုလေးကိုပဲ gear ၄ခုလုံးမှာထည့်သိလားဥပမာလောလောဆယ်ဒီ flashing bane charge scale က meta ဝင်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အဲ့ဒီကောင်ကိုပဲ gear ၄ခုလုံးမှာထည့်ထားပြီးတော့ rotation ကံပုံမှာလည်းအဲ့ဒီ scale ကိုများများသုံးတယ်ပြီးတော့ nameless အတွက်ဆိုရင်ဒီကောင်ကိုထည့် fan player အတွက်ဆိုရင်ဒီကောင်ကိုထည့်နောက်တစ်ခုကကြာတော့ဒီ arena ကျောင်းနဲ့ဒီကောင်ကကြာတော့ PVP player တွေအတွက်ပါ martial mastery လည်းတက်တယ်လို့ PVP ဆော့တဲ့အခါလည်းအရင်အသုံးဝင်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုလည်းကျုံးတာပါဒီမှာတော့ကျွန်တော် base scale တွေကိုဘယ်လိုမျိုးထည့်ရမလဲဆိုတာကျွန်တော်မပြောပြတော့ဘူးဘာလို့ဆိုတယောက်နဲ့တယောက် play style တွေကမတူတဲ့အတွက်ကြောင့်မို့လို့ပါပြီးတော့အကျွန်းနဲ့ office တွေကိုဒီလိုမျိုးလင်းလဲပြီးတော့ပိုဆော့မဲ့ event line နဲ့ချိန်ကြဖို့မမေ့ကြပါနဲ့ကျွန်တော်လိုမျိုး soft try ရဲ့ PVP အကျုံးမှန်တွေဝင်နေမိပါမယ်တစ်ချက်တတိထားကြပါကဲနောက်ဆုံးနံပါတ်3ကျွန်တော်တို့ attributes တွေလည်းနားလည်ပြီဘယ် stat ကိုဘယ်မှာတောင်းရမလဲဆိုတာလည်းသိပြီဆိုရင်ကို character ကဘာတွေလိုနေလဲဆိုတော့ကျွန်တော်ဘယ်မှာသွားစစ်ကြမလဲဆိုရင်ဒီ develop ထဲက ballistic ထဲကဒီ martial art ထဲလဲဆိုတာလေးကိုနှိပ်ကြည့်လိုက်မယ်ညာဘက်ကဒီကောင်လေးတွေကိုနှိပ်ကြည့်ပြီးတော့ကိုလိုနေတာ agility လား critical attack လား minimum attack လားဆိုတာကိုဒီမှာကြည့်လို့ရပါတယ်ဒီတော့ဒီနေရာမှာ 100% နေအကုန်လုံးပြည့်သွားတဲ့အထိဒီຢာတွေကိုကျွန်းပါဒီမှာဆိုရင်ဗျာဒါကကျွန်တော်ရဲ့ finishing bane charge scale damage ပြီးတော့ကျွန်တော်ဒီကောင်ကို3ဆင့်စုပြီးတော့ချမယ်ဆိုရင် damage က4000ကျော်ရပါတယ်သူ့ရဲ့ formula ကကြာဒီလိုဒါပေမဲ့အကောင်သိစရာမလိုခောက်ထားလိုက်ကျွန်တော်ပြခဲ့တဲ့ဒီ graph လေးနဲ့ဒီ table လေးကိုပဲသိနေရပြီဒါကြောင့်မို့လို့ YouTube မှာပြထားတဲ့အတိုင်း rotation တွေ combo တွေလိုက်လောက်တာထက်ဆိုင်ရင်သူတို့ကို reference ယူပြီးတော့ကိုယ်တိုင်ဘယ် office ကိုဘယ်လိုထည့်ပြီးတော့ဘယ်လိုမျိုးကို combo ဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်တို့အခုစဉ်းစားတတ်သွားမှာပါအားလုံးပဲဒါဆိုရင်ကိုသုံးနေတဲ့ martial art ကိုမူတည်ပြီးတော့ကို character ကိုကိုယ်တိုင်ဘယ်လိုမျိုးပေးရမလဲဆိုတော့ပေါ်ပေါက်သွားပြီးတော့ကျွန်တော်ကြောင့် damage အဖေကြီးတွေထွက်လာမယ်ဆိုရင်ကျွန်တော် YouTube လေးမှာ subscribe လေးလုပ်ပေးကြပါအောင်နော် everyone never stop trying never stop learning and never stop dreaming ဇဲ